မြတ်စွာဘုရားရှင်လက်ထက်တုန်းကအရှင်ဒါနလို့ခေါ်တဲ့ယဟန်တော်တစ်ပါးရှိခဲ့ပူပါတယ်။သူယဟန်ပြုတဲ့နေ့ကစပြီးသူနောက်ပါမှာအမျိုးသမီးတယောက်တက်ကြမကွာလိုက်ပါနေခဲ့ပါတယ်။သွားလဲသူ့အပါကရက်လဲသူ့အပါကထိုင်လဲသူ့အပါကလျှောင်းလဲအိတ်လဲသူ့အပါကအဲ့ဒီအမျိုးသမီးဟာသူ့အပါကတဖွာမှမကွာသူနဲ့တပူးတွဲအမြဲရှိနေခဲ့ပါတယ်။ဘလောက်ထိတပူးတွဲရှိတယ်လဲဆိုရင်အရှင်ဒါနမြို့ရဲ့ရွာထဲဆုံးခံကြွရင်တော့နောက်ပါကအေးဘက်မှာလိုက်ပါလာတဲ့အထိပါပဲစွန်းလောင်းတဲ့အမျိုးသမီးတွေကဒါကအရှင်ဘုရားထွက်တဲ့စွန်းဒါကအရှင်ဘုရားအမျိုးသမီးတွေတစွန်းလို့ပြည့်ရဲ့ပြောင်းလောင်ပြီးစွန်းနှစ်စွန်းလောင်းလေးရှိပါတယ်မြို့ရဲရတဲ့သားရင်မြို့သူရွာသားတွေရဲ့ပြည့်ရဲ့လှောင်ပြောင်းခံရတယ်လို့ကျောင်းမှနေလေရဟန်းငယ်ကိုရင်တွေရဲ့ပြည့်ရဲ့လှောင်ပြောင်းခံရပါတယ်ရဟန်းငယ်တွေကိုရင်တွေအရှင်ဌာနကိုဝေးရန်ပြီးအရှင်ဌာနဟာမိမကျူးတဲ့သူကြီးပါလားအဲ့လိုမျိုးစာနောက်ကြပါတယ်အရှင်ဒါနဟာမိမကြီးတဲ့သူကြီးပါလားဆိုတဲ့နောက်ပြောင်စကားကိုအစွဲပြုလို့အရှင်ဒါနဆိုတဲ့မူရင်းနာမည်ပျောက်ပြီးအားလုံးကအရှင်ဂုံဒဒါနလို့ခေါ်ပါကြပါတော့တယ်အရှင်ဒါနရဲ့နောက်တော်ဘက်ကတဖွားမကွာလိုက်ပါနေတဲ့ဒီအမျိုးသမီးဟာတကယ်တော့လူသားစင်စစ်တကယ်အမျိုးသမီးမဟုတ်ပါဘူးအတိတ်ကမကောင်းမှုအကုသိုလ်ကံတစ်ခုကြောင့်အလိုလျောက်ဖြစ်ပေါ်နေတဲ့အမျိုးသမီးရုပ်တစ်ခုမျှတာဖြစ်ပါတယ်ဝကြွေရောင်ဖြစ်တဲ့အမျိုးသမီးရုပ်ဖြစ်လို့အမျိုးသမီးဝကြွေရုပ်လို့ပဲဆိုရမှာပေါ့သူ့အပမှာအမြဲရှိနေတဲ့အဲ့ဒီအမျိုးသမီးဝကြွေရုပ်ကိုအရှင်ဒါနကလုံးဝမမြင်တွေ့ရပါဘူးတခြားသူတွေကသာတကယ်အမျိုးသမီးတယောက်အနေနဲ့မြင်တွေ့ကြရတာပါတကယ်အမျိုးသမီးစင်စစ်လို့ပဲထင်ပြီးစားကြနောက်ကြပြောင်းကြလှောင်ကြတာမို့အရှင်ဒါနမှာမျိုးရဲရတဲ့သွားလဲစိတ်ဆင်ရဲရကြောင်းထဲကန်ထဲမှာနေလဲစိတ်ဆင်ရဲရနဲ့အမြဲတမ်းစိတ်ဆင်ရဲနေရရှာပါတယ်တစ်ဖက်သားအထင်အမြင်လွဲမှားစရာအဖြစ်အပျက်တွေနဲ့လူတကာရှင်တကာရဲ့အမုန်းခံဖြစ်ပြီးအမြဲစိတ်ဆင်းရဲနေရတဲ့ဘဝရောက်အောင်တွန်းပို့လိုက်တဲ့သူရဲ့အတိတ်ကံကတော့သူတစ်ပါးရဲ့ချစ်ချင်းကိုခွဲခဲ့တဲ့အကုသိုလ်ကံပါပဲကတ္တဗမြတ်စွာဘုရားရှင်ရဲ့လက်ထက်တုန်းကအရှင်ဒါနလောင်းလျာဟာပုံပစိုးနဲ့ဖြစ်ခဲ့ပါတယ်ကတ္တဗမြတ်စွာဘုရားရှင်ရဲ့သာသနာတော်မှာတပါးနဲ့တပါးသိချစ်ကြတဲ့ယဟန်တော်နှစ်ပါးရှိပါတယ်။သွားအတူလာအတူစားအတူနေအတူတရားအားထုတ်တော်တဲ့အတူတူတပါးနဲ့တပါးသိချစ်ခင်ရင်းနှီးကြပါတယ်။တပါးမခွဲတဲ့နှစ်ပါးအတွဲရဲ့လို့ထင်ရှားကြော်ကြားလောက်အောင်သိချစ်ကြပါတယ်။တခုသောဥပုံနဲ့မှာဥပုပ်ပြုဖို့အတွက်ကတ္တဗမြတ်စွာဘုရားရှင်ရှိရာအရက်ကိုနှစ်ပါးအတူသွားကြပါတယ်။အရှင်ဒါနလောင်းလျာပုံစိုးနဲ့လေသူတို့နှစ်ပါးရဲ့မနီမဝေးကလိုက်ပါလာခဲ့ပါတယ်ဒီကိုယ်တော်နှစ်ပါးတပါးနဲ့တပါးသိချစ်ကြတယ်သူတို့ရဲ့ချစ်ချင်းမေတ္တာသိခိုင်မြဲတယ်တကယ်လို့များတစုံတစ်ယောက်ကသူတို့ရဲ့ချစ်ချင်းမေတ္တာကိုခွဲခဲ့ရင်ကွဲကြလိမ့်မလားဘသူသွေးခွဲအချစ်မပြတ်မေတ္တာဆက်နိုင်ကြပါမလားသူတို့နှစ်ပါးရဲ့ချစ်ချင်းမေတ္တာဘလောက်ထိအောင်ခိုင်မြဲတယ်ဆိုတာငါစမ်းသက်ကြည့်အောင်မှပဲလို့တွေးပြီးဘုံပစိုးနဲ့ဟာယဟန်တော်နှစ်ပါးစိတ်ဝမ်းကွဲသွားအောင်လုပ်လို့ရမယ်အခြေအနေအခွင့်အလမ်းကိုချောင်းမြောင်းရှာကြံပြီးယဟန်တော်နှစ်ပါးရဲ့မနီမဝေးကနေလိုက်ပါလာခဲ့ပါတယ်ရေမိုးအဆင်ပြေတဲ့နေရာတနေရာစမ်းချောင်းလေးတစ်ခုအနာရောက်တဲ့အခါမှာတော့ယဟန်တော်တစ်ပါးကတခြားယဟန်တော်ရဲ့လက်ထက်မှာတပိတ်သင်္ကန်းအနှံထားပြီးကိုလက်တုတ်တင်မှုအညစ်အကြေးစွန့်မှုပြုလုပ်ပါတယ်ကိစ္စပြီးလို့လက်ချေတွေစေကြောတန့်စင်ပြီးခြုံဖို့တစ်ခုရဲ့အနီးကနေထွက်လာတဲ့အခါမှာတော့ယဟန်တော်ရဲ့အနောက်နားမှာအမျိုးသမီးတစ်ယောက်ကပ်ပါလာပါတယ်ချစ်ချင်းကိုခွဲဖို့အကွက်ချောင်းနေတဲ့ဘုံမစိုးနှက်ကအမျိုးသမီးအသွင်ဖန်ဆင်းပြီးယဟန်တော်ရဲ့အနောက်နားကနေဖွားချီထက်ချက်မှာကွာလိုက်ပါလာတာပါအမျိုးသမီးကဖျုတ်ဖျဲဖြစ်နေတဲ့သပင်တွေကိုခါပြီးပြင်ဆင်ထုံးဖွဲ့လို့တွန့်ကျေနေတဲ့ထပင်ကိုရမ်းပြီးပြင်ဖို့လို့ရမတ်ခိုးမှုန်ပြီးရွှင်နေတဲ့မျက်နှာပေါ်ကချွေတီချွေပေါက်တွေကိုပုတ်တက်ချလို့တကယ့်ကိုကာမဂုဏ်ပြောပါပြီးထလာတဲ့ပုံစံမျိုးနဲ့ပါပဲဒီမြင်ကွင်းကိုမြင်တွေ့လိုက်ရတဲ့အဖော်ယဟန်တော်ကကာယကံရှင်ယဟန်တော်ကိုအကြီးအကျယ်အထင်လွဲသွားပါတယ်ဒီလိုမယံရုံမာတဲ့သူနဲ့ငါဘယ်တော့မှမပတ်သက်တော့ဘူးလို့လဲဆုံးဖြတ်ချက်ချလိုက်ပါတယ်ကာယကံရှင်ယဟန်တော်ကဘလို့ပဲရှင်းပြလုံးဝမယုံကြည်တော့ပါဘူးယောမင်းရဲ့တပိတ်သင်္ကန်းမင်းလိုရုံမာတဲ့သူနဲ့ဒလန်နဲ့ဘယ်တော့မှအတူမသွားဘူးနောက်ကိုလည်းငါနဲ့ဘယ်တော့မှလာမပတ်သက်နဲ့လို့
မိတ်ဖြတ်စကားပြောပြီးတခြားတလန်းကနေခွဲထွက်ကြွသွားပါတယ်ဥပုပ်တိမ်ရောက်လို့ဥပုပ်ပြုချိန်မှလည်းယဟန်ယုံနဲ့အတူတူဥပုပ်မပြုနိုင်ဘူးလို့ညှင်းခံနေတဲ့အတွက်ဘုံမစိုးနက်ကအဖြစ်မှန်ကိုဝန်ရှင်းပြတော့မှဥပုပ်ပြုကြပါတော့တယ်ဘုံမစိုးနက်ကပြန်ရှင်းပြလို့အဖြစ်မှန်ကိုသိကြရပေမဲ့တိတ်ချစ်ခဲကြရတဲ့ယဟန်တော်နှစ်ပါးဟာအရင်ကလိုတယောက်နဲ့တယောက်အခေါ်အပြောအဆက်အဆက်မရှိကြတော့ပါဘူးအရင်လိုနေရာတနေရာထဲမှာလည်းအတူတူမနေကြတော့ပါဘူးတပားနဲ့တပားမမြင်တွေ့အောင်ရှောင်နေကြပါတယ်တပားနဲ့တပားသစိမ့်ပြီလို့ဖြစ်ကုန်ကြပါတယ်ဒီတပံတရဆုံးခက်စိမ့်စိမ့်ပဲနေလိုက်ကြပါတယ်